yak. Baby hair လေးရမ်းပေါက်လာတယ် Good, really good. ရှင့်နေတူးသွားတယ်သူတို့မြေဖွာသွားတဲ့ဟာလေးသူတို့အစာရှာနေတော့မှရှင့်နေအများကြီးပဲဟွာလုံး Okay, Mama. Tí đều gặp đi vào tiêu đây mà. Cái miếng. Ôi mẹ nó. စိတ်တော့နေဒီမှာအလိုဟာတော့ပြောနေ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  Không phải gì ta là. Quá. ကွာဟမ် Slow mo. slow morning ကိုကွာနေတယ် Quá slow mo này cái béo cái này. ဒါတပြည့်စီလဲမယ်ကိုကိုပါကျန်းတိုက်ရမယ်တဲ့လားကို Ừ. ကျန်းတိုက်ရမယ် Đi cô ta. ဒီနေ့ခင်းချက်ဖို့လဲကြတာတော့ကျွန်မဖြစ်ပါတယ်ပဲပုတ်ချက်မယ်ရှမ်းမပဲပုတ်ချက်မယ်ကျုပ်ချက်မယ်သူကစက်သားလို့ခင်းချင်ဒီရဲ့ပဲပုတ်ရဲ့နနမီရဲ့အဲ့ဒါလေးရတာပြီနော်ရှမ်းပဲပုတ်ကိုခေါ်ချင်းခေါ်ပါစေဒီစက်ဒါလိုထုပ်မျိုးလေး6ထုပ်တစ်ထုပ်မှာ3ပြားပါတယ်မွေးညာပဲပုတ်မကြိုက်တဲ့လူလည်းလုံးဝကြိုက်မှာမဟုတ်အနံ့နဲ့လို့ခံစားတယ်ဒါပေမဲ့သူကပဲရှမ်းမနေပဲပုတ်လာကြိုက်တယ်ဆိုတော့လေမလေးတာဒီရမယ်ပေးလိုက်တော့ thank you သူကဂျင်သွားမလို့ဟာဆိုတော့ဒီမှာပဲပုတ်မလောက်လို့ဆိုပဲပုတ်တွေထပ်တော့ဝယ်ခိုင်းတယ်ပဲပုတ်ရင်းဒီပဲစံကိုထည့်လိုက်တယ်နော်ပဲပုတ်ကိုကြိတ်ထားတာဒါအမြည်ပဲစံကြိတ်ထားအဲ့ဒါလေးထည့်လိုက်တယ်ပေါ့နော်ပဲပုတ်ထည့်မယ်ပြီးတော့စားချင်တော့ရေလေးနည်းနည်းထည့်လိုက်တယ်လောက်ကဖုန်းလေးအုပ်ပြီးတော့ပိတ်လိုက်ညဒီအားချက်ပြီးတော့မီးဖို့တခါလေးတန့်ရှင်းလို့လို့ရှင်းနောက်တော့တစ်ခါထပ်ပြီးတော့တန့်ရှင်းလို့ဆရာမလို့ဘုံတစ်ခါလေးပြီးဆိုတော့ coffee အိုးလေးတင်မယ်နော်ရတော့နေကို3လေးပြီးတော့မီးအေးလေးနဲ့တက်ထားလိုက်ရှင်းဟင်းနဲ့နေကြံတော့ပေါ့နော် coffee နဲ့လေးမွေးနေပါအဲ့ရပြီးပြီးဆိုရင်ချိုးရမယ်Cepat. Yes, protein good.ဒါကတော့စက်သားထဲမှာထည့်မဲ့ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်။များလိုက်တာ။သူတို့နေရာ apartment လေးရတယ်။ apartment နေရာလေးအရင်ကဘာလို့လဲဆိုတော့အရှိမဆိုရင်လုံးဝအပင်နေကြီးပဲ။တော့ဟုတ်နော်။တော့ဟုတ်ကြီးပဲ။တော့ဟုတ်ကြီးကိုဖြစ်တယ်။ဆိုတော့ပြီးတော့သူတို့တခိုင်တည်းတိတိတတ်တတ်လေးပေါ့။အဲဒီတော့ဘက်ကိုမျက်နှာတော့ဘက်ကိုမျက်နှာမှများတဲ့ပုံစံလေးဖြစ်နေအောင်။အဲဒီအပင်ကလာတဲ့လက်လက်ဆက်ဆက်ကလေးတွေရတယ်ရှင်းကောင်းတယ်။ Ik ga tellen de lekker niet. Ah, ik wil